လူပေးတဲ့ပုဂ္ဂိုလ်တူကရာဂကင်းပြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒါကနံပါတ်1ပဲနော်ရာဂကင်းပြီးတဲ့ပုဂ္ဂိုလ်ဆိုတာကတော့အခြားသောသုတ်တံတော်ခမများကမှာတော့ယဟန္တာအရှင်မြတ်တွေကိုဆိုလိုပါတယ်သို့တော့ဒီသုတ်တံမှာတော့ရာဂကင်းပြီးတဲ့ပုဂ္ဂိုလ်စီရင်ထဲမှာယဟန္တာပုဂ္ဂိုလ်ဒေသင်သာမကအနာဂအရိယာသူတော်ကောင်းတွေလည်းပါဝင်ပါတယ်ဆိုပြီးအထက်ကရာကရှင်းထားတယ်အကြောင်းကတော့ဌာနကအကျိုးပေးတယ်ဆိုရင်လူချမ်းသာနတ်ချမ်းသာလူပြည်နတ်ပြည်မှာပဲအကျိုးပေးနိုင်တဲ့စွမ်းအားရှိတယ်သို့တော့အနာဂံသူတော်ကောင်းကနောက်ထပ်သန္တရာခရီးဆိုတာသူ့မှာထင်ရှားရှိနေသေးတယ်ဆိုရင်သူကျင်ရမဲ့သန္တရာခရီးကပြမပြည်ပဲဖြစ်ပါတယ်လူပြည်နတ်ပြည်မှာဘယ်တော့မှပရိသန္တိအဖြစ်တည်နေခြင်းဆိုတဲ့သဘောတရားမရှိဘူးပြမပြည်ဆိုတာကဇန်ရဲ့စွမ်းအားကြောင့်မိမိရရှိတဲ့ဇန်သမာဓိတို့ရဲ့စွမ်းအားကြောင့်ဒါလည်းပရိသန္တိတည်နေရတဲ့ဘုံဌာနဖြစ်တယ်ဒါနကြောင့်ပရိသန္တိတည်နေရတဲ့ဘုံဌာနမျိုးဟုတ်သလားမဟုတ်ဘူးဒါကြောင့်အနာဂံအရိယာသူတော်ကောင်းတွေလည်းဒါနမပြုဘူးမဟုတ်ပြုတယ်ဒါပေမဲ့သူတို့ကဒါနကြောင့်ရရှိမဲ့ဘဝအပေါ်၌တွေ့တမေမောမှုတောင်းတမှုဆိုတာဘာမှမရှိဘူးအဲ့ဒါကြောင့်ဒီနေရာမှာဝိတရကအစင်းထဲမှာအနာဂံအရိယာသူတော်ကောင်းတွေပါထည့်သွင်းပြီးဖွင့်ဆိုထားပါတယ်ဒီတော့နံပါတ်1အလှမေးတဲ့ပုဂ္ဂိုလ်သည်ရာဂကင်းပြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နံပါတ်2လူပဲဝတ္ထုပစ္စည်းစုကလည်းတရားတော်နိလန်းဖြင့်ရှားဖွေရရှိတဲ့လူပဲဝတ္ထုပစ္စည်းစုဖြစ်ရမယ်နံပါတ်3ပေးလူနေတဲ့အချိန်ကမှလည်းစိတ်ဓာတ်တွေကအလွန်ကြည်လင်တန်ရှင်းနေတယ်ရာဂမိဒေါသမိမောဟမိတို့ကြောင့်လောင်မြတ်တဲ့ဓာန်ဘယ်လို့မှမခံရဘူးရာဂဒေါသမောဟတွေဝင်ရောက်နှောက်ယှက်တဲ့အတွက်စိတ်ဓာတ်တွေကမကြည်လင်မတန်ရှင်းဘူးဆိုတာမျိုးလည်းမဖြစ်ဘူးစိတ်ဓာတ်တွေကအမြဲတမ်းကြည်လင်နေတယ်နောက်တစ်ခုကတော့ပြန်ပြောကြည့်ကြမြင့်မြတ်လှတဲ့ကံကံရဲ့အကျိုးတရားကိုလည်းအလွန်သက်ဝင်ယုံကြည်နေတဲ့တရားတရားလည်းသူတို့တန်တမ်းမှာထင်ရှားရှိနေတယ်ဘယ်လိုရှိသလဲအနာဂံအရိယာသူတော်ကောင်းယဟန္တာအရိယာသူတော်ကောင်းတို့ဟာသစ္စာ၄ရပ်တရားမြတ်ကိုဟုတ်တိုင်းမှန်စွာတမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်တိုင်မျက်မှောက်ထွန်းဖောက်သိတော်မူမြင်တော်မူပြီးဖြစ်တဲ့သူတော်ကောင်းတွေသာဖြစ်ကြပါတယ်တို့သူတော်ကောင်းတွေကဝိဇာတနာဥပါဒသင်္ခါရကံဆိုတဲ့အကြောင်းသမုဒိယသစ္စာတရားတွေထင်ရှားဖြစ်ခြင်းကြောင့်အကျိုးခန္ဓာ၅ပါးဒုက္ခသစ္စာတရားတွေထင်ရှားဖြစ်ပုံကိုလည်းဟုတ်တိုင်းမှန်စွာသိတယ်ဝိဇာတနာဥပါဒသင်္ခါရကံဆိုတဲ့အကြောင်းသမုဒိယသစ္စာတရားတွေကအကျွင့်အကြံမရှိခြုံငိမ့်သွားခြင်းကြောင့်အကျိုးခန္ဓာ၅ပါးဒုက္ခသစ္စာတရားတို့လည်းပြိဋိဘာနာသုတိမှအကျွင့်အကြံမရှိကုံစင်အောင်ခြုံငိမ့်သွားခြင်းဆိုတဲ့និရောဓသစ္စာကိုလည်းဟုတ်တိုင်းမှန်စွာသိတော်မူကြတယ်အဲ့ဒီလိုသိနေတဲ့အတွက်ကံကံရဲ့အကျိုးကိုသက်ဝင်ယုံကြည်တဲ့အပိုင်းမှာသူတို့ကအထွတ်ထိပ်သို့ရောက်ရှိနေတဲ့သက်ဝင်ယုံကြည်မှုမျိုးဖြစ်ပါတယ်နော်အဲ့ဒီလိုသက်ဝင်ယုံကြည်နေတဲ့အခါကျတော့သူတို့ရဲ့တန်တမအင်္ဂါဘယ်နှချက်ရှိသွားလဲ၄ချက်ဒီလိုအင်္ဂါ၄ချက်နဲ့ပြည့်စုံနေတဲ့အလှပေးတဲ့ပုဂ္ဂိုလ်ကရာဂကင်းပြီးတဲ့အလှခံပုဂ္ဂိုလ်တွေအပေါ်မှာသွားပြီးအလှဌာနပြုတယ်အဲ့ဒီလိုဌာနမျိုးကိုတော့ဘုရားရှင်ကအသာဆုံးအမြတ်ဆုံးဌာနဆိုပြီးဟောတယ်ဘာကြောင့်အသာဆုံးအမြတ်ဆုံးဌာနဖြစ်ရတယ်လဲအဲ့ဒီဌာနကြောင့်နောက်ထပ်တပံဘဝတည်းဆိုတဲ့အကျိုးတရားရဲ့ဖြစ်ပေါ်လာမှုဆိုတာလုံးလုံးမရှိတော့ဘူးနောက်ထပ်ဘဝတည်းဆိုတာမဖြစ်ရင်ပရိသန္တိနေရတဲ့ဒုက္ခရှိအောင်မလားမရှိဘူးပရိသန္တိမနေရဘူးဆိုရင်အိုရတဲ့ဒုက္ခနာရတဲ့ဒုက္ခသိရတဲ့ဒုက္ခလည်းရှိအောင်မလားမရှိတော့ဘူးရာဂမိဒေါသမိမောဟမိသောကမိပရိဒေဝမိဒုက္ခမိဒေါမနတမိဥပယတမိဆိုတဲ့မိတည်းရဲ့လုံမြင့်တဲ့ဓာတ်လည်းခံရအောင်မလားမခံရတော့ဘူးမိတစ်ဆက်တတိတို့လုံမြင့်တဲ့ဓာတ်ကိုမခံရတဲ့အတွက်ကြောင့်အဲ့ဒီဌာနမျိုးကိုတော့ဘုရားရှင်ကအသာဆုံးအမြတ်ဆုံးဌာနဆိုပြီးတော့ဒီလိုဟောတော်မူပါတယ်ဘယ်လိုဌာနလဲအကျိုးမရှိတဲ့ဌာနဘာအကျိုးမှမရှိတဲ့ဌာနအဲ့ဒီဌာနမျိုးကိုဘုရားရှင်ကတော့ချီးမွမ်းတယ်ဘာဖြစ်လို့လဲနောက်ထပ်ဒုက္ခဆိုတာဒီဌာနကြောင့်ဘယ်လို့မှမဖြစ်တော့ဘူးဒါကြောင့်ရှေးရှေးစတော်ကြီးများကျမ်းစာတစ်ခုရေးပြီဆိုရင်ကျမ်းစာဏိဂုံးမှာတစ်ခါတည်းဆူတောင်းတတ်ကြတယ်ဘယ်လိုဆူတောင်းလဲဤကောင်းမှုသည်မြည်သည့်အကျိုးတစ်စုံတရားကိုမျှမဖြစ်ပါစေတည်းဘယ်နဲ့တော့ကောင်းလားမကောင်းဘူးလားသိကောင်းတယ်ဒါကနော်ကဲဒီနေ့ပြုတဲ့ကောင်းမှုကုသိုလ်ဟာလည်းနောက်ထပ်တပံမြည်သည့်အကျိုးတစ်စုံတရားကိုမျှ
မဖြစ်ပါစေတည်းလို့ဒီလိုဆုတောင်းပန်ထွားပြီးတော့ရည်စက်သွန်းချအမြတ်ဝေချမယ်သို့သောအဲ့ဒီလိုဆုတောင်းပန်ထွားခြင်းနဲ့နိဗ္ဗာန်ကိုရပါစေဆိုတာကရည်ရွယ်ချက်ချင်းဥတည်ချက်ချင်းအတူတူပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ပြုတဲ့ကောင်းမှုကုသိုလ်အရရဟုသမျှသည်နိဗ္ဗာန်သို့ဧကံထုတ်ချုပ်ရခြင်းရောက်ခြင်းရဲ့အကြောင်းထောက်ပံ့တာဖြစ်ပါစေလို့ဒီလိုဆုတောင်းပန်ထွားပြီးတော့ရည်စက်သွန်းချအမြတ်ဝေချရအောင်